မတည်ဘူးပြုံးနေမင်းတို့ကြီးမပါခြင်းမူလားငါတို့ကြည့်တော့ပါခြင်းနေပြီမင်းတို့ပါခြင်းနေမပါခြင်းနေငါတော့တွားပါလိမ့်မယ်ပါမှာပေါ့ကွာငါလည်းကြီးပါခြင်းနေရကြပြီမင်းတို့နှစ်ယောက်ကဟိုဘက်တွားပါငါဒီဘက်တွားပါမယ်ဟုတ်ပြီမင်းတို့နှစ်ယောက်လုံးပြင်ထွက်နေဘာလို့လဲတကယ်လေးကိုကျမတို့စိတ်မချနိုင်ပါဘူးတကယ်လေးကျင့်စရာရှိရကျင့်ပါကျမတို့နှစ်ယောက်လုံးဟိုဘက်လဲပေးထားမယ်လေကျေးပြူရဲ့တကယ်လေးကျင့်ရတာမလွတ်လပ်လို့ထင်တယ်ဟာအမလီတော်ပါသေးတယ်ကူမပဲပို့သွားတော့တယ်ကျေးပြူနဲ့တူဝတ်တံပင်မလားဒီတော့ရှင်တို့ကဘာလို့မှမလို့လဲဟုတ်မှာတကယ်လေးဝတ်တံရှင်တို့ရဲ့ပြိုင်ပွဲမဟုတ်ဘူးနော်လုံးမနေစမ်းပါနဲ့ဟာနင်တို့တကယ်လေးဝတ်တံကတရားအပြစ်ဒဏ်ရတာငါတို့တည်တယ်ဒီအကောင့်ထဲမှာနင်တို့တကယ်လေးဝတ်တံရှိကိုရှိရမယ်တကယ်လေးတရားရနေပြီမဲ့ကျမတို့နှစ်ယောက်ကအတက်နဲ့ရင်ပြီးကောက်ွယ်တွားမယ်ဆိုတာကိုရှင်တို့မမိတ်ပါနဲ့နတီနင်ငါတို့နဲ့ဘူးပေါင်းပါနင်ငါတို့နဲ့ဘူးပေါင်းရင်ဘာလာရှက်ကိုဝယ်ကျွေးမယ်နင်မှာပတ်စံရှိလို့လားပြစ်တောင်နဲ့ထဲထဲရှိတဲ့သူကများကိုမြတ်တင်ဒါတော့နည်းနည်းများသွားပြီတူရှိရလေမတိုင်းတကယ်လို့တယ်တူရှိယိုအောင်ရလေတေးပါပြီရောမင်းကမတီးချေကုန်မယ်โอเคပြေးလို့ပါဟာအခုတို့လိုက်လာတယ်တော်တရပေါ်ချိန်မရောက်လာလို့ဟုတ်တယ်ဒီကောင်လေးတို့ရဲ့အရင်ကောင်းတယ်လက်တီတို့ကြီးပဲဆိုရှင်းနေမှာမဟုတ်ဘူးကြောင်နေနေစမ်းမအောင်နင်တို့ဒီနေရာဘယ်လိုလုပ်ရောက်နေတာလဲတခင်လေးဝတ်တယ်ရောပြေးမလဲတခင်လေးတခင်လေးစိုင်းတော့တိတ်ဆိတ်နေတာပဲဒါတောင်ကြတစ်ခုဖြစ်နိုင်တယ်နော်ထုံချုပ်ဖြစ်ရင်လေဝင်ရမှာပဲကဲအဲ့ဒီတော့စရိုင်းနဲ့နဒီမင်းတို့နှစ်ယောက်ကအရှိသွားနေရင်တော့နဲ့ကြပြူနဲ့အောင်ဘူးမင်းတို့နှစ်ယောက်ကခွေးတို့ဘက်ကနေဝင်ပြီးတော့တွားငါဒီမဟုတ်ဘူးကနေဝင်မယ်ပြောမင်းမလျှော်သေးဘူးလားငါစားတယ်ကွာပြောလှုပ်စီးမင်းအလိုတွေပြောမနေနဲ့အခုချက်ချင်းငါအတူနဲ့ငါညမကိုလှုပ်ပေးစမ်းနေစမ်းမအောင်မင်းကငါတို့လက်တော့ဆိုင်ရဲ့ကိုရန်တို့ခေါင်းချောင်တယောက်လုံနေပြီးတော့ပေါ်ပြလို့ခုလိုလုပ်ရမျိုးလှုပ်တာလဲမင်းတော်တော်လိမ်မာတဲ့ကောင်ပဲကွာလူဆိုတာကိုတလန်ကိုရှာရတယ်ဒီလက်တော့ဆိုင်မှာအစီကံဘွားနဲ့ကျုပ်ကတေးတဲ့နေရမှာလားဟုတ်ပြီလေအဲ့တော့ဆိုလည်းမင်းကငါတက်ပြရတာပေါ့တွေ့တယ်မလားမလှုပ်နဲ့နော်ဟေးစန်တိန်မလှုပ်နဲ့ပြောလို့စီမင်းတို့တွေခုလိုလှုပ်ရမျိုးလှုပ်တာဘယ်ခွေးမှတာခိုင်းတာလဲကွာဟမ်အတူကြီးငါညီတို့ငါညီမတို့မင်းတို့တိတ်အော်တော့လားငါဒီလိုချင်းနေမျိုးရောက်လာဖို့ကိုငါနဲ့တောင်လောက်စီစဉ်ခဲ့ရတာကွာအတူကြီးပြောတာကို I don't understand မင်းနားလေအောင်ရှင်းပြရရင်ဒီဆိုင်ကြီးရဲ့ရှင်တခင်ယာတို့ကိုငါနဲ့ပဲထိုက်တိုင်တာကွာဆိုင်တခင်ယာတို့ကိုလိုချင်နေဆိုရင်လဲမြတ်မြတ်တတနဲ့ရည်ရှိရှိအောင်ကြိုးစားဖို့ဗျအခုတိုးကြီးလို့ပုံကောင်းတည်းရဲ့လားဟောအဲ့ဒါလည်းငါ့ရည်ချင်းပဲလေကွာတမရိုးကြအနေနဲ့တော့
ငါဒီဇိုင်းကြီးရဲ့အရှင်တကယ်ယာတို့ကိုဘယ်တော့မှရမှာမဟုတ်ဘူးကွာအတူကြီးอ่ะအခုလိုမလုပ်ဘူးဆိုလဲအတူကြီးပဲရမှာပဲလေအတူကြီးကဒီအိမ်ရဲ့တာအကြီးဆုံးပဲဥစ္စာမဟုတ်ဘူးကွာငါဒီဇိုင်းကြီးရဲ့တာရင်မဟုတ်ဘူးမော်ဒယ်ကြီးကဒီဇိုင်းကိုဝတ်တန့်ကိုတွဲပေးဖို့အတွက်ဥကုန်းပြောနေတာငါအားလုံးကြားပြီးပြီအဲ့ဒါကြောင့်မလို့ငါအခုလိုလုပ်လိုက်ရတာဟုတ်အတူကြီးတို့ဒီဇိုင်းရှင်တကယ်ယာတို့ကအရင်ကိုအရေးကြီးနေလားအရေးကြီးတယ်ကုန်းပြီလေတော့ဆိုရင်လေအတူကြီးပဲဒီလက်တော့ဆိုင်ရဲ့အရှင်တကယ်ယာတို့ကိုအတူကြီးပဲယူလိုက်လို့လို့စေတော့အတူလက်နဲ့ညီမလေးကိုလွတ်ပေးလိုက်ငါအနေနဲ့ဒီဇိုင်းရဲ့အရှင်တကယ်ယာတို့ကိုရလဲမင်းရှိနေတော့ငါနာမည်ကမိမ့်မိန်နေဦးမှာပဲအဲ့ဒီတော့မင်းတေမှဖြစ်မှာကွာဒါဆိုရင်မော်ဒယ်ယူခမရဘာလုပ်လိုက်လဲမော်ဒယ်ယူကိုအေးအေးချမ်းချမ်းနေလို့ရအောင်ငါရေခဲခေါင်းထဲကိုပို့လိုက်တယ်အေးအတော်ကြီးရှင်တော်ရုံးလာတာပဲခမရဗျာကိုမေကိုခမရလို့လုပ်ရတယ်ဟုတ်လားငါအမေမမဟုတ်တာကွာငါမွေးစားတာခမရတော်ရုံးလာတာပဲခမရကြောက်ကိုကြိုးပြီးလိုက်ခမရနဲ့ကြုံတဲ့တူတွေကိုတယောက်ချင်းတိုက်မယ်ဗျာမင်းလိုကောင်ငါ့ကိုတိုက်ခိုင်းမယ်ဟုတ်လားရတယ်လေရတယ်ရတယ်ဒီကောင်ကြိုးပြလိုက်စမ်းပြောစိတ်ကုန်လို့ဖုံမထားပါဘူးမင်းတို့အတွက်ငါ့ကိုလက်စားချခွင့်ပေးပါရတယ်ဒီကောင်တုပ်ပေးလိုက်ရော့တုပ်တော်စမ်းမှာငါဘာကောင်လဲဆိုတာမင်းသိရတာပေါ့ဟဲ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 ့ဟိုဒီတုတ်တိုင်းခွက်ကမင်းတို့ကြားဘူးမှာပါလက်တော်ဆိုင်ရဲ့အစိမ့်မြင့်ဆုံးတိုင်းဖြစ်တဲ့ဂျပန်ကိုကောင်တိုင်းပဲငါဒီဂျပန်ကိုကောင်တိုင်းကိုလေ့ကျင့်နေတာကြားပြီမင်းလည်းမေးတဲ့စာအုပ်ကငါလေ့ကျင့်ပြီးလို့စာကြည့်တိုက်ထဲမှာပြန်ထားတဲ့အပြစာအုပ်ကအဲ့ဒါကြောင့်ငါတူးတွေအရက်ကြောင်နေတာကိုမင်းငါတက်မေးကွာဟေးငါတူးချောင်လို့တဲ့ကောင်ပြင်းစမ်းကွာတော့လာဂျပန်ကိုကောင်ကွာဘာတတ်နိုင်လေးလဲကျုပ်ပြောတေချာလည်းမချဘူးနင်းတူရီနေကဘာငါ့ကိုတိုက်ခိုက်ရှင်တယ်ပေါ့အတော်လေးမမလေးတို့လက်တော့ဆိုင်အတွက်ဒီလူရောက်မအောင်လက်စားချပေးပါယောတရားဟိုဘက်မှာဟိုဘက်ကိုကြည့်အကုန်လုံးတွေဝလမ်မင်းတွေဖို့ပဲကြံတော့တယ်ကျုံမောတော့ပြီကျုပ်တော့အချိန်မီလှုပ်ရှားခဲ့မယ်ဆိုရင်ကျုပ်တို့နဲ့ကျုံညမလေးအခုလိုပြစ်စိုးမျိုးနဲ့ကြုံရမှာမဟုတ်ဘူးခမောက်လည်းကျုပ်တလောက်တည်းရက်စက်လိမ့်မယ်လို့မတင်ဘူးအခုကျင်ရစပြီခမောက်ကျုပ်တို့လက်တော့ဆိုင်ရဲ့ရန်သူပြစ်သွားပြီအဲ့ဒီတော့ကျုပ်ဖမလီတို့ခမောက်ပြန်ပြီးတော့လက်စားချိန်မယ်ခမောက်တက်ကိုကျုပ်ပြန်ယူမယ်ရောင်းလေဒီကောင်လေးကောင်လုံးတက်ကွာတက်ကျွန်တော်တိုင်းမကုန်ချင်းနော်မင်းလည်းဒါလေးကုန်ကဲမင်းစိတ်လိုကြတုတ်တိုင်းနဲ့ငါ့ရဲ့ဂျပန်ကိုကောင်တုတ်တိုင်း
ဘယ်သူတာလဲဆိုတာကြည့်ကြသေးတာပေါ့ကြောက်继续肉啊！高来点关，这个配完拉头啊的都，ဘလို့လဲစိတ်လိုကြတုတ်တန်းကြီးရဲ့ဟမ်ရှင်းလို့မရဘူးလားမပြည့်နိုင်ဘူးဘယ်နည်းနဲ့မှမပြည့်နိုင်ဘူးမင်းပါတာမင်းတောက်ကြရတီထွင်ထားတဲ့စိတ်လိုကြတုတ်တိုင်းကအစင်လာကြီးမတဲ့ဂျပန်ကိုကောင်တိုင်းကိုနိုင်တယ်ဆိုတာဘယ်နည်းနဲ့မှမပြည့်နိုင်ဘူးကွခင်ဗျမေ့နေပြီတင်တယ်ဂျပန်ကိုကောင်တိုင်းဆိုတာခင်ဗျတို့စိတ်ရုပ်စိတ်မှာရှိတဲ့သူတွေကျင့်လို့ရှိရင်ဘယ်တော့မှမအောင်မြင်နိုင်ဘူးစိတ်တော်နုညံ့တဲ့သူကျင့်မှာတာအကျိုးရှိတာအောင်မြင်နိုင်တာဗျကြည့်ကြသေးတာပေါ့ကွာတောင်းငယ်မိုဒေဘာမှပြဘူးနော်ခမပြောတော့မိုဒေကိုတက်ပလိုက်ပြီဆိုငါမတက်ပါဘူးကွာငါတာအရင်တရားမို့ပေမဲ့ငါအပေါ်မှာတာရင်တယောက်လို့တွေ့မပြုစုဆောက်ရှောက်ခဲ့တဲ့မော်ဒယ်ကိုငါဘယ်လိုလုပ်တည့်ရမှာလဲကွာတော့ကကြီးကတေးကိုညင်းဝေပဲကောင်းပါလားကွာ